လူကြီးမင်းများနေရာယူပေးကြပါရန်လေးစားစွာပန်ကြားအပ်ပါတယ်ခင်ဗျာစီစဉ်300စကိုင်းတိုင်းဒေသကြီးဘုံမလင်းခရိုင်ဘုံမလင်းမြို့နယ်ဥရုရှောင်းကြီးဒေသလုံးဆိုင်ရာဒိုင်းလျံချမ်းနီရိုးရာကောက်ဦးစွာကလူပူဇော်ပွဲနှင့်နှစ်သက်ကူထိမ့်မှပွဲတော်ဖွင့်ပွဲအခမ်းအနားစတင်ကြောင်းကြေညာပါရခင်ဗျာပန်ကြားအပ်ပါတယ်ခင်ဗျာအခုလိုဖေကျုပ်ဖျားဖွင့်လှစ်ပေးပါတော့ဆရာတော်တန်ဃာတော်များတာဝန်ရှိပုဂ္ဂိုလ်များမိမိနေထိုင်ရာနေရာတိတိတို့နေရာယူပေးကြပါရန်လေးစားစွာပန်ကြားအပ်ပါတယ်ခင်ဗျာ